မော်မန်လေးလမ်းတော့တွေ့လားကရေကြီးပြီးတဲ့နောက်ကိုရေကျသွားပြီးတော့အဲ့လိုဖြစ်သွားတာတဲ့တော်တော်ဆိုးသွားရင်နော်ပညာပါမလားတော့မသိဘူးဒါကညောင်ပင်ဝင်းသားလေးကညောင်ပင်ဝင်းအနီးတစ်ဝိုက်ပေါ့ဗျာအဲ့ဒါရေတအားကြီးသွားပြီးတော့လမ်းကြီးအဲ့လိုဖြစ်သွားတယ်တဲ့TikTok တစ်ခုမှတွေ့လို့ကျွန်တော်အတောင်းပြီးတော့ပြန်တင်ပေးတာဖြစ်ပါတယ်ကျွန်တော်တို့ဟိုဘက်ချမ်းမှာအမတစ်ပင်လေးတွေအတန်းလေးတွေရှိလို့တာနည်းနည်းလေးတော်သေးတဲ့သဘောပေါ့ဗျာရှည်စည်းတာကျရင်ဒီလမ်းတွေကကျိုးသွားနိုင်တယ်ပေါ့သူကတော့လမ်းမခုံးသားတွေကတော့မြင်တဲ့အတိုင်းတော်လေးကိုပျက်စီးသွားတာဖြစ်ပါတယ်အားလုံးပဲအတူတရတင်ဆက်ပေးခြင်းဖြစ်ပါတယ်မတိပဲနဲ့ရမ်းပြီးတော့မောင်းပြီးလို့ရှိရင်အနေဖြစ်နိုင်ပါလေလမ်းမခုံးသားနဲ့ကျွန်တော်ဒီလမ်းမကြီးနဲ့တော်တော်လေးကိုခိုက်ကကွာသွားပြီဖြစ်ပါတယ်ဒီမှာဆိုလို့ရှိရင်ရေကစီးနေသေးပဲဖြစ်ပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်